စဉ်းစားကြည့်စမ်းဒီတောရိုင်းတိရစ္ဆာန်လောကမှာစီးမြင့်တစ်ခုပဲရှိတယ်အဲ့ဒါကတော့ချင်းသေးပိုက်စာရင်အစာရှာယုံပဲအမေရိကန်မှာဆင်းရဲသားဘဝနဲ့မွေးဖွားခဲ့တဲ့ပီယာဆန်ဖီယာဆန်ဟာအောက်စဖို့တက္ကသိုလ်ကိုတက်ရောက်ဖို့ Rhodes ပညာသင်ဆု Rhodes Scholarship ကိုရရှိခဲ့ပါတယ်အဲ့ဒီနောက်ကျောင်းထုတ်မခံရခင်မှာကျောင်းနေဘက်တွေစီဆေးချောက်စတင်ရောင်းချခဲ့ပြီးအကြမ်းဖက်မှုတွေကိုသုံးကာသူ့ရဲ့ရာဇဝတ်မှုအင်ပါယာကိုတည်ဆောက်ခဲ့ပါတယ်အခုချိန်မှာတော့သူဟာသူ့ရဲ့လုပ်ငန်းကိုအမေရိကန်ဘီလီယံနာမက်သယူဘာကာမက်သိုဘတ်ဂျာစီကိုပေါင်းတန်းလေးရနဲ့ရောင်းချပြီးဇနီးဖြစ်သူရိုဆလင်ရောဇလန်နဲ့အတူအေးအေးချမ်းချမ်းအနားယူဖို့စီစဉ်နေပါတယ်အဓိကအချက်ကတော့ကျွန်တော်ခမားကိုပေါင်တန်းလေးရနဲ့ရောင်းမယ်ဆိုတာပါပဲပီယာဆန်ဟာဘာကာကိုသူဆေးချောက်စိုက်ပျိုးတဲ့တက်ခွဲခန်းတစ်ခုစီခေါ်သွားပြပါတယ်အဲ့ဒီတက်ခွဲခန်းကငွေကြေးလိုအပ်နေတဲ့မင်းဆိုးရစားမြေပိုင်ရှင်ကြီးတွေရဲ့စိုင်းချမ်းမြေတွေအောက်မှာလှုပ်ဝက်တီဆောက်ထားတာပါဘာကာကဒါကဒီလောက်တောင်အမျက်ဆုံးများနေတာကိုမင်းပါလို့ဆက်မလုပ်တာလဲလို့မေးတဲ့အခါပီယာဆန်ကကျွန်တော်ဟာကိုခြေထောက်ပုတ်ကိုရက်ပြီးခက်ခက်ခဲခဲတက်လာရတဲ့လူလို့နာမည်ကြီးနေလို့ပဲလို့ပြန်ပြောပါတယ်အဲ့ဒီနောက်မှာတော့တရုတ်ဂိုင်းစတာလော့ဂျော့ချဝေါ်ဂျော့ရဲ့လက်အောက်ခံဖြစ်သူဒရိုင်ဒရိုင်ယာကပီယာဆန်စီရောက်လာပြီးလုပ်ငန်းကိုလွှဲပြောင်းဝယ်ယူဖို့ကမ်းလှမ်းပေမဲ့ပီယာဆန်ကညှင်းပယ်လိုက်ပြီးအဲ့ဒါကိုစိတ်ထဲပဲထားလိုက်ပါလောလောဆယ်တော့ဝေးဝေးသွားစမ်းလို့ပြောလိုက်ပါတယ်မကြခင်မှာပဲပီယာဆန်ရဲ့ဓာတ်ခွဲခန်းကို YouTuber ဖြစ်ချင်နေတဲ့အပျော်တမ်းမှာဖိုက်တာလူငယ်တစု The Toddlers ကဝင်ရောက်စီးနင်းပါတယ်သူတို့ကဓာတ်ခွဲခန်းဆောင်တွေကိုနှိမ်နင်းပြီးဆေးချောက်တွေတင်ထားတဲ့ကားတစ်စီးကိုခိုးယူသွားကသူတို့ရဲ့လူရဲမှုကိုရက်တချင်းဗီဒီယိုလုပ်ပြီး online ပေါ်တင်လိုက်ကြပါတယ်အဲ့ဒီဖိုက်တာတွေရဲ့နီးပြဖြစ်ပြီးကိုချက်ကော့ချ်လို့ပဲလူသိများသူကအဲ့ဒီဗီဒီယိုကိုဖြုတ်ဖို့အမိန့်ပေးခဲ့ပြီးအဲ့ဒီဆေးချောက်တွေကပီယာဆန်ရဲ့ပစ္စည်းတွေဖြစ်မှန်းသိသွားတဲ့အခါလက်ဖြတ်သွားပါတယ်ကိုချာကအဲ့ဒီဗီဒီယိုကိုအခုချက်ချင်းဖြုတ်ချလိုက်လို့အော်ပါတော့တယ်စီးနှင်းခံရပြီးနောက်မှာပီယာဆန်ဟာဘေးကင်းလုံခြုံရေးအတွက်သူ့ရဲ့ဆေးချောက်ပင်တွေကိုတခြားဆန်အိမ်တွေစီစတင်ရွှေ့ပြောင်းပါတယ်တစ်ချိန်တည်းမှာပဲအဲ့ဒီလူငယ်တွေကတက်ခွဲခန်းတည်နေရာကိုဘလို့တည်သွားလဲဆိုတာကိုစုံစမ်းဖို့ရေးမွန် Raymond ကိုတာဝန်ပေးပါတယ်တစ်ဖက်မှာလည်း Pressfield ရဲ့တောင်းဆိုချက်အရပီယာဆန်ကသူ့သမီးလော်ရာကိုအိမ်ပြန်ခေါ်ပေးဖို့သဘောတူခဲ့ပါတယ်ရေးမွန်ဟာလော်ရာကိုသူဆွဲလန်းသူတွေနဲ့အတူနေထိုင်နေတဲ့အစိုးရအိမ်ယာတစ်ခုကနေတွားရောက်ခေါ်ဆောင်ခဲ့ပါတယ်ဒါပေမဲ့လော်ရာရဲ့အခန်းဖော်တွေနဲ့ရန်ပွဲဖြစ်ပွားစဉ်မှာရေးမွန်ရဲ့လူတစ်ယောက်ကရုရှားလူငယ်တဦးဖြစ်သူအစလန်ကိုဝရန်ဒါဘော်ကနေမတော်တဆတွန်းချမိတယ်လို့ဖြစ်ပြီးတေဆုံးသွားစေခဲ့ပါတယ်လော်ရာကိုမိဘတွေစီပြန်ပို့ပေးနိုင်ခဲ့ပေမဲ့နောက်ပိုင်းမှာသူမဟာဘိန်းဖြူအလွန်အကျွံသုံးဆွဲမိပြီးတေဆုံးသွားခဲ့ပါတယ်ကိုဖျာဟာရေးမွန်စီလာရောက်ပြီးသူ့တပည့်တွေရဲ့လုပ်ရက်အတွက်တောင်းပန်ကအပြစ်ပေးဆက်တဲ့အနေနဲ့ကူညီပေးဖို့ကမ်းလှမ်းပါတယ်ကျွန်တော်ခမားရဲ့ပစ္စည်းတွေကိုပြန်ပေးနိုင်ပေမဲ့ဖြစ်သွားတဲ့အနှောက်အယှက်တွေအတွက်တော့ပြန်မလျော်ပေးနိုင်ဘူးလို့ကိုဖျာကဆိုပါတယ်ကိုဖျာဟာသူ့တပည့်တွေကိုတခွဲခန်းတီနေရသတင်းပေးခဲ့တဲ့ဒရိုင်းအိုင်ရဲ့လက်ပါစီတယောက်ကိုဖမ်းဆီးထားခဲ့တာပါဒါပေမဲ့အဲ့ဒီလက်ပါစီဟာထွက်ပြေးဖို့ကြိုးစားရင်းရထားချိတ်မိပြီးတေဆုံးသွားခဲ့ပါတယ်ပီယာဆန်ဟာသူ့တက်ခွဲခန်းကိုလာထိတဲ့အတွက်လော့ဂျော့ချကိုတွားရောက်ချင်းချောက်ပြီးကရုံးကပြန်အနေနဲ့ဂျော့ချရဲ့ဘိန်းဖြူတက်ခွဲခန်းတစ်ခုကိုဖျက်ဆီးပစ်လိုက်ပါတယ်ဂျော့ချကပီယာဆန်ကိုတွားတိုက်ခိုက်ပြီးလုပ်ငန်းဝယ်ဖို့ကမ်းလှမ်းခဲ့တဲ့ဒရိုင်းအိုင်ရဲ့အမိန့်မနာခံမှုကိုစိတ်ဆိုးကသူ့လူတစ်ယောက်ကိုဒရိုင်းအိုင်ကိုတက်ပစ်ဖို့မျက်ရည်ပြလိုက်ပါတယ်ဒါပေမဲ့အဲ့ဒီလူကဂျော့ချကိုပဲပြန်တက်ပစ်လိုက်ပါတော့တယ်ပီယာဆန်မသိတာကတော့ဒရိုင်းအိုင်ဟာပီယာဆန်ရဲ့လုပ်ငန်းတန်ဖိုးကျဆင်းသွားစေဖို့ကြံစီနေတဲ့ဘာကာနဲ့လှုပ်ဝက်ပူးပေါင်းထားတာဖြစ်ပါတယ်ဒရိုင်းအိုင်ဟာလော့ဂျော့ချရဲ့နေရာကိုအစားထိုးယူလိုက်ပြီးပီယာဆန်ရဲ့အင်ပါယာကိုသူ့ဘာသာသူသိမ်းပိုက်ဖို့မျှော်လင့်နေသေးပါဒီပွဲကဒီလိုဖြစ်လာမှာငါကတော့နောက်ဆုံးမှမဟုတ်ဘူးလို့သူကဆိုပါတယ်ဒရိုင်းအိုင်ဟာပီယာဆန်ရဲ့ဇနီးရိုဆလင်ကိုပြန်ပေးဆွဲဖို့ကြိုးစားပါတယ်ရိုဆလင်ကဒရိုင်းအိုင်ရဲ့လူတွေကိုပြစ်တက်ခဲ့ပေမဲ့သူမရဲ့ပြောင်းတိုတနက်ဒရင်တို့ထဲမှာကြီးဆန်ကုန်သွားခဲ့ပါတယ်တစ်ချိန်တည်းမှာပဲရေးမွန်ကပီယာဆန်ကိုတက်ဖို့ဆေလွတ်လိုက်တဲ့လောက်ကျန်တက်ဖြတ်သူတဦးကိုတက်ပစ်လိုက်ပြီးသူတို့နှစ်ယောက်ဟာရိုဆလင်ရှိရာစီအမြန်ဆုံးနှင်လာခဲ့ကြပါတယ်ပီယာဆန်ဟာရိုဆလင်ကိုမရင်းကျင်းဖို့စူးစမ်းနေတဲ့ဒရိုင်းအိုင်ကိုအချိန်မီတနက်နဲ့ပစ်တက်လိုက်နိုင်ပါတယ်။ဆက်ကြောင်းပြောပြနေတဲ့ဖလက်ချာကသူ့ရဲ့ပုံပြင်ကိုအဆုံးသတ်လိုက်ပြီးရေးမွန်ကတော့သူ့ကိုအိမ်ကနေထွက်သွားဖို့အမိန့်ပေးပါတယ်။ဖလက်ချာဟာဒရိုင်းအိုင်နဲ့ဘာကာတို့ကြားကဆက်နွယ်မှုကိုပီယာဆန်တန်တရားဝင်နေတာကိုအတီးပြုတ်ပေးလိုက်ရုံပဲရှိပါသေးတယ်။ငါအိတ်တော့မှမို့လို့ငါအိမ်ကနေအခုထွက်သွားစမ်းလို့ရေးမွန်ကပြောပါတယ်အဲ့ဒီနောက်ရေးမွန်ကဖလက်ချာကိုသတင်းပေးခိုင်းတဲ့သတင်းစာအက်ဒီတာမစ္စတာဘစ်ဒေးကိုဖမ်းဖို့အဲ့ဒီလူငယ်ဖိုက်တာတွေကိုခိုင်းလိုက်ပါတယ်သူတို့ကဘစ်ဒေးကိုစိတ်ခတ်ပြီးဝက်တကောင်နဲ့လိန်ဆက်ဆံနေတဲ့ဗီဒီယိုကိုရိုက်ကူးကအမှုစုံစမ်းတာကိုမရက်ရင်အွန်လိုင်းပေါ်တင်ပြမယ်လို့ချိန်ချောက်လိုက်ပါတယ်မင်းညကငါချမ်းမွေးဝက်တကောင်နဲ့အတူတူဗီဒီယိုရိုက်ခဲ့တယ်လို့ဖြစ်သွားပါတော့တယ်ပီယာဆန်နဲ့ဘာကာတို့ဟာငါးရီခဲစက်ရုံတစ်ခုမှာပြန်လည်ဆုံတွေ့ကြပါတယ်အဲ့ဒီစက်ရုံကတော့
ပီယာဆန်ရဲ့ဥရောပဖြန့်ချီရေးလုပ်ငန်းအတွက်အကာအကွယ်တစ်ခုပါဘာဂါကမကြာသေးမီကဖြစ်ပွားခဲ့တဲ့ပြဿနာတွေကြောင့်ဝယ်ယူမဲ့ဈေးနှုန်းကိုပေါင်130 တန်းအထိလျှော့ချလိုက်ပါတယ်။ဒါပေမဲ့ပီယာဆန်ကဘာဂါရဲ့အစီအစဉ်အားလုံးကိုတည်ထားကြောင်းဖွင့်ဟလိုက်ပြီး Dry Eye ရဲ့အေးခဲနေတဲ့အလောင်းကိုပြသကလုပ်ငန်းကိုဆက်ထိန်းထားမယ်လို့ပြောပါတယ်။ဒါကဘလို့ဖြစ်မလဲဆိုတာငါမင်းကိုပြောပြမယ်။ပီယာဆန်ကဘာဂါကိုအေးခန်းနဲ့ထည့်ပိတ်လိုက်ပြ။သွေးထွက်တန်ယိုဖြစ်ခဲ့ရမှုတွေနဲ့အခြေအနေတွေကိုပြန်လည်ထိန်းသိမ်းရတဲ့ကုန်ကျစရိတ်အတွက်နစ်နာကြေးပေါင်း280 တန်းမလွဲမချင်းအေးခဲတည်ဆုံးစေမယ်လို့ချိန်ချောက်ပါတယ်။မင်းရဲ့အမြင်တူမှုရဲ့နောက်ဆက်တွဲအကျိုးဆက်ကိုမင်းဆက်ရင်ဆိုင်လိုက်ဦးလို့သူကဆိုပါတယ်။ပီယာဆန်ကသူဟာငွေကြေးကြောင့်စိတ်ခံစားရတာမဟုတ်ပဲသူ့ဇနီးရိုစလင်မရင်းချင်းခံရလူနီးပါးစော်ကားခံခဲ့ရတဲ့အတွက်ဘာဂါရဲ့ခန္ဓာကိုယ်ထဲကနေသူ့အလိုရှိတဲ့နေရာကအသားတစ်ပေါင်ဖြတ်ယူမယ်လို့တောင်းဆိုပါတယ်။ဖလက်ချာဟာရေးမွန်စီကိုငွေလာတောင်းပြန်ပေမဲ့ရေးမွန်ကဖလက်ချာကိုအစကတည်းကခြေရခံနေခဲ့တာဖြစ်ပါတယ်။ပြီးခဲ့တဲ့အချိန်တွေ့ဆုံစဉ်ကရေးမွန်ကဖလက်ချာစီမှာခြေရခံဆက် tracker တက်ဆင်ခဲ့တဲ့အတွက်အဲ့ဒီလူငယ်ဖိုက်တာတွေကဖလက်ချာဝတ်ထားတဲ့တပ်တွေအထောက်ထားအားလုံးကိုခိုးယူသွားခဲ့ပါပြီးငါခြေရခံဆက်တက်လိုက်ပြပြီးတဲ့နောက်ပိုင်းအားလုံးကပိုလွယ်သွားတာပေါ့လို့ရေးမွန်ကပြောပါတယ်။အဲ့ဒီအခါဖလက်ချာကသူဟာဒီသတင်းတွေကိုအစလန်ရဲ့အဖေဖြစ်သူရုရှားတထေကြီး KGB အေဂျင့်ဟောင်းထံကိုလည်းရောင်းချထားတယ်လို့ဖွင့်ပြောလိုက်ပါတယ်။အစောပိုင်းကရေးမွန်တက်လိုက်တဲ့လုပ်ကြံတက်ဖြတ်သူဟာအဲ့ဒီရုရှားလူမျိုးတွေထဲကတယောက်ဖြစ်ပါတယ်။ကိုဖျားဟာရေးမွန်ကိုတက်ဖို့ရောက်လာတဲ့ရုရှားလူသက်သမား2ယောက်ကိုတက်ပစ်လိုက်ပြီးအဲ့ဒီရုံရင်းဆန်ခတ်မှုကြားမှာဖလက်ချာထွက်ပြေးသွားပါတယ်။ပီယာဆန်ကတော့တခြားရုရှားလူမျိုး2ယောက်ရဲ့ပြန်ပေးဆွဲခြင်းကိုခံလိုက်ရပေမဲ့ကိုချရဲ့ပြဿနာကိုဖြေရှင်းပေးခြင်းနေတဲ့ကိုချရဲ့တပည့်တွေကအဲ့ဒီကားကိုကြားဖြတ်တိုက်ခိုက်ခဲ့ပါတယ်။သူတို့ကကားကိုတနက်နဲ့ဆက်တိုက်ပစ်ခတ်ပြီးရုရှားလူမျိုးတွေကိုတပ်ပစ်လိုက်တဲ့အတွက်ပီယာဆန်လွတ်မြောက်သွားခဲ့ပါတယ်။နောက်ပိုင်းမှာဖလက်ချာဟာဒီဇလန်ကိုမရမတ်ရုပ်ရှင်ထုတ်လုပ်ရေးစီတွားရောက်ရောင်းချဖို့ဆုံးဖြတ်ခဲ့ပါတယ်။သူဆွေးနွေးပွဲအပြီးမှာတက္ကစီတစ်စီးပေါ်တက်လိုက်တဲ့အခါမှာကားမောင်းသမားဟာရေးမွန်ဖြစ်နေမှန်းသိလိုက်ရပါတယ်။ဖလက်ချာကိုဖမ်းဆီးရမိကြောင်းသိလိုက်ရတဲ့နောက်မှာတော့ပီယာဆန်နဲ့ရိုစလင်တို့ဟာသူတို့ရဲ့ဆေးချောက်အင်ပါယာစီပြန်လည်ရောက်ရှိသွားပြီးတယောက်ကိုတယောက်ပွေ့ဖက်အောင်ပွဲခံကြပါတော့တယ်။